နောက်တစ်ခုက biotin biotin ဆိုတာကကြတော့ vitamin B7 biotin ကကြတော့ဒီခန္ဓာကိုယ်ရဲ့အင်ဇိုင်းတွေကောင်းကောင်းအလုပ်လုပ်အောင်ပေါ့နော်အကူအညီပေးတယ် biotin ကအလှပအတွက်ဆိုလို့ရှိရင်သပင်နဲ့ခြေသက်လက်သေးတွေမှာအဓိကအားဖြည့်ပေးတယ်တချို့ကကောလာဂျင်နဲ့ဂလူတာကိုတွဲတောက်လို့ရလားကောလာဂျင်ကိုရောအကြာကြီးတောက်လို့ရလားဆိုပြီးတော့မေးတတ်ကြတယ်ပေါ့နော်ကောလာဂျင်ဆိုတာကပမာဏမများဘူးဆိုလို့ရှိရင်နေ့စဉ်ပုံမှန်လေးတောက်ပေးလို့ရတယ်ကိုမှယောဂအခန့်လေးမရှိဘူးဆိုလို့ရှိရင်ကောလာဂျင်ကိုအကြာကြီးတောက်လို့ရတာပေါ့နော်ကောလာဂျင်ကိုဂလူတာနဲ့လည်းတွဲပြီးတော့တောက်လို့ရတယ်အကြာကြီးမတောက်သင့်တာကကြတော့ဂလူတာပေါ့နော်ဂလူတာက6လအထက်အကြာကြီးမတောက်သင့်ဘူး6လတောက်ပြီးတော့ပေါ့နော်အနည်းငယ်နားပြီးမှပြန်တောက်ပေါ့နော်ဒါမျိုးလေးလုပ်ပေးသင့်ပါတယ်အခုပြောသွားတယ်ကောလာဂျင်ဂလူတာဘိုင်ယိုတင်တွေကိုပေါ့နော်ဒီတစ်ခါတည်းအာနိသင်ရကြလို့ဆိုလို့ရှိရင်ဒီတစ်မျိုးစီကိုတွဲပြီးတော့တောက်တာတဲ့စားလို့ရှိရင်ပေါ့နော်အကုန်လုံးပေါင်းထား